Hello Kale, welcome to Starry Sky. In this video, we will learn how to compare numbers. Okay, ဒီနေ့မှာတော့ဒီချက်က compare number တွေကိုပြပြပေးသွားမှာဖြစ်ပါတယ် Okay, let's get together. Alligator opened his mouth to the bigger number. Alligator ကသူ့ရဲ့ပါးစပ်ကိုပေါ့နော်bigger number ကြီးရဲ့ကနန်းဘက်ကိုပေါ့နော်လှည့်ထားမယ်ပေါ့နော်The alligator always wants to eat the bigger number. Okay, ဒီမှာကြည့်လိုက်ရအောင်။ဒီမှာဆိုရင်3နဲ့ number 1ကိုရှင်းကြည့်လိုက်မယ်။ 3 greater than 1. Okay, ဒီမှာဆိုရင်3ကကြီးတဲ့အခါမှာဒီ alligator ရဲ့ပါးစပ်ကြီးကပေါ့နော်။3ဘက်ကိုလှည့်ထားရပေါ့နော်။ Okay, နောက်တစ်ခုကြည့်လိုက်ရအောင်။5နဲ့6မှာဆိုရင်လည်းပေါ့နော်။ဒီမှာ5 less than 6. Okay, ဒီမှာဆိုရင်6ကကြီးရဲ့အတွက် alligator ရဲ့ပါးစပ်ကြီးက6ဘက်ကိုစားနေပေါ့နော် Which number is bigger? 1 and 2. Okay, ဒီမှာကြည့်လိုက်ရအောင်2နဲ့1မှာပေါ့နော်ဘယ်နံပါတ်ကကြီးလဲတဲ့ Okay, ကြည့်လိုက်အောင်2 is bigger than 1. Okay, ဒီမှာဆိုရင်ဒီမှာနံပါတ်2ကကြီးတာဖြစ်တဲ့အတွက် alligator ရဲ့ပါးစပ်ကြီးကပေါ့နော်ပါးစပ်က2ဘက်ကိုလှည့်နေတယ် Okay, 2 is greater than 1. Okay. Which number is smaller? 4 and 7. Okay, ဒီမှာကြည့်လိုက်ရအောင်တရွက်လေးဘယ်နှခုရှိလဲဆိုရင်1 sorry 1 2 3 4တရွက်လေး4ရွက်ရှိမယ်ဒီဘက်ကပန်းလေးတွေကိုကြည့်ရအောင်ပန်းလေးတွေကဘယ်နှပွင့်ရှိလဲဆိုရင်1 2 3 4 5 6 9တရွက်လေးဒီမှာနေကြပန်းလေးက9ပွင့်ဒီမှာဆိုရင်ဘယ်ကသေးလဲပေါ့နော်သူမေးထားတာက Okay, ကြည့်လိုက်ရအောင် 4 is smaller than 7. Okay, 4က7ထက်ငယ်တယ်အဲ့ခါမှာ alligator ရဲ့ပါးစပ်ကြီးက7ဘက်ကိုလှည့်နေတယ်ပေါ့နော် Okay, 4 is less than 7. Okay. When both numbers are the same, then they are equal or they are the same. Okay, ဒီမှာပန်းပွင့်လေးတွေကြည့်ရအောင်မျက်စိပန်းပွင့်လေးကဒီဘက်မှာ1 2 3 4 5 Okay, ဒီဘက်မှာအသေးပုံပေါင်းလေးတွေကြည့်လိုက်အောင်1 2 3 4 5ဒီမှာဆိုရင်ညချင်းတစ်ဖက်စီမှာရှိတဲ့ပန်းပွင့်လေးနဲ့အသေးပုံလေးတွေကြည့်လိုက်မယ်အသေးပုံလေးကလည်း5ခုမျက်စိပွင့်လေးကလည်း5ပွင့်အဲ့ခါမှာသူတို့ကတူတယ်ပေါ့နော်သူတို့ရဲ့အရေးသက်တွေတူတယ်အဲ့ဒါကြောင့်မလို့5 equal 5 Okay, now ကြည့်လိုက်ရအောင်ဒီညချင်းရဲ့ဒီဘက်မှာလည်း tens Okay, ဟိုဘက်မှာလည်းဒီဘက်မှာလည်း tens ဆိုတော့ tens equal 10 equal ကိုသုံးလိုက်တယ် Okay ဒီမှာကြည့်လိုက်ရအောင် Which number is smaller? Okay, လိမ္မော်သီးလေးတွေရေးကြည့်ရအောင်လိမ္မော်သီးလေးတွေကဒီမဲ့ဘယ်နှလုံးလဲဆိုရင်1 2 3အပေါ်မှာလည်း3လုံးအောက်တန်းမှာလည်း3လုံးအဲ့မှာ6လုံးရှိမယ်ဒီဘက်လိမ္မော်သီးလေးက6လုံးရှိမယ်ကဲတရက်သီးလေးတွေရေးကြည့်ရအောင်တရက်သီးလေးတွေကဒီမဲ့အပေါ်မှာ1 2 3အပေါ်ထဲမှာလည်း3လုံးဒီအောက်မှာလည်းရေးကြည့်ရအောင်1 2 3အောက်မှာလည်း3လုံးရှိတယ်ပေါ့နော်ဒီမှာဆိုရင် which number is smaller ဒီဘက်မှာလည်း6လုံးလိမ္မော်သီး6လုံးဒီဘက်တရက်သီးကလည်း6လုံးအဲ့ဆိုကြည့်လိုက်ရအောင် They are both the same သူတို့ကအရေးသက်တွေကတူနေတယ်လေနော်အဲဒါကြောင့်မို့ equal လေးကိုသုံးလိုက်မယ်လိမ္မော်သီး6လုံးရှိမယ်တရက်သီးလည်း6လုံးပဲနော် Okay now သင်ခန်းစာလေးကြည့်လိုက်ရအောင် which number is greater Okay ဒီမှာလဲလာပြန်ပြီ greater လို့မေးထားတယ်သူကလိမ္မော်သီးလေးတွေကဘယ်နှလုံးရှိလဲရေးကြည့်ရအောင်ကဲ1 2 3 4 5 6လုံးရှိရဲ့ Okay ဒီဘက်ကတရက်သီးလေးတွေရေးကြည့်ရအောင်တရက်သီးလေးတွေက1 2 3 4 5 6လုံးရှိရဲ့ Okay အဲ့မှာဆိုရင်သူကကြည်လဲလို့သူကမေးထားရပေါ့နော် Okay သူ့ရဲ့အဖြေလေးသွားကြည့်ရအောင် They are both equal သူတို့ကတစ်ဖက်မှာလည်း6လုံးလိမ္မော်သီးကလည်း6လုံးရှိတယ်နောက်ပြီးတော့တရက်သီးလေးကလည်း6လုံးရှိတယ်အဲ့ခါမှာသူတို့က equal ကိုသုံးလိုက်မယ်နော် equal ကိုသုံးရမယ် That's all for today. Thank you so much for learning with me. Bye bye.